ဘာရှန်ကောစားပြမှာဖြစ်ပါတယ် do not try at home အိမ်မှာဒါမှမဟုတ်လိုက်မစားကြပါနဲ့ဘာလို့ဆိုတော့ကျွန်တော်ကဆရာကြီးကိုစားပြတာပါတင်တော့မှာဒီကြည့်ရမှုန်းနေရောစားပြဖြစ်ပါတယ်အိမ်မှာလိုက်မစားကြပါနဲ့နော်စားမယ်နော်ရတာတော့မလာရတာလေးပဲကောင်းတော့လေးတောင်ကိုလဲတယ်ခဏညောင်းလေးကကောင်းတာဒီကဲလားYeah.